Hi ဒီနေ့တော့အရသာကောင်းကောင်းလေးနဲ့ West 2 ဟင်းလေးချက်ပြမယ်နော်ဟုတ်ပြီတဆင်ချင်းတိတ်ချလောက်ရမယ်နော်နေမိဝစားကျင်တယ်ဆိုလို့ West 2ချက်ကျွေးမလို့ပါဟုတ်တယ်ကိုလက်ရ West 2က share ပဲနော်ကဲဘာတွေလိုလဲကြည့်လိုက်ရအောင်ဝက်သား3ထပ်သားကိုအတုံးကြီးကြီးတုံးထားပါတယ်အသားနူးလွယ်အောင်လို့ပါပြီးတော့အာလူမုံလာဥနီကြက်သွန်နီအလုံးလိုက်လေးတွေပြီးတော့အရသာအတွက်ပဲငံပြားရီအနောက်ခရမ်းကျင်သီး sauce စားကြက်သားမုံနဲ့ငရုတ်ကောင်းမုံလိုပါမယ်အဓိကအနံ့မွေးဖို့အတွက်ကရဝေးရွက်နဲ့တစ်ချက်ပိုးခေါက်လေးလည်းထည့်ရမယ်နော်အရင်ဆုံးဝက်သားကိုစားကြက်သားမုံငရုတ်ကောင်းနဲ့ပဲငံပြားရီအနောက်လေးနဲ့နယ်ထားမယ်နော်ဦးရဲစီနဲ့ထည့်တစ်ချက်ပိုးနဲ့ကရဝေးရွက်ကိုအနံ့မွေးအောင်အရင်လှော်ပါမယ်ပြီးရင်တော့နယ်ထားတဲ့ဝက်သားတွေကိုထည့်ပြီးစီတက်မယ်အသားလေးတွေတင်းလာပြီဆိုရင်တော့ရေကိုအသားမြုပ်ုံလေးထည့်ရမယ်နော်ကိုအသားခဏနူးပြီဆိုရင်တော့အာလူနဲ့မုံလာအုပ်နီတွေကိုထည့်မယ်စတူးဆိုတော့အသီးရွက်တွေကလည်းအချိုထွက်စေတာပေါ့ဝါအနံ့ကတကယ်မွှေးနေပြီဒီမှာကြည့်ဦးအယောင်လေးကရှယ်ပဲနောက်ဆုံးကြမှာကြက်သွန်ဒီအလုံးလေးတွေထည့်ခရမ်းကျင်သီး sauce လေးနဲ့အရသာပြန်ညှိလိုက်ရင်ရပြီအရသာကကွက်တိပဲကိုလက်ရာကအမြဲအကောင်းဆုံးပဲကဲအခုဆိုရင်တော့ West 2လေးရပါပြီအိမ်မှာလဲလိုက်ချက်ကြည့်ကြအောင်နော်ကျမ်းမာရေးဂရုစိုက်ကြပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye 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 bye